ဟဲရာပါရှင်ဟဲရာဒီခါမှာတော့ဗောနော်ပရက်ကလေးမှာကလောရောက်နေတော့ကလောရဲ့ပန်းပွဲတော်နဲ့တိုက်တဲ့အတွက်ကြောင့်မပန်းပွဲတော်မှာဟဲရာဘာရီစားတယ်ဘာရီလောက်တယ်ပန်းပွဲတော်ရဲ့ချင်းလေးတွေကိုကြည့်ကျင်လိုက်ခဲ့ကြပါဦးရှင်ကလောရဲ့ပေါ့နော်ပထမဆုံးပန်းပွဲတော်လေးကနိုင်စင်နာမှာရှိရဲမော်မီဦးပန်းချန်ထဲမှာလုပ်ပြဖြစ်ပြီးတော့ January 1 ရက်နေ့ကနေ January 15 ရက်နေ့အထိဝင်ကြီးအခမဲ့ပါရှင်ဟဲရာတို့ကတရက်နေ့မှာသွားရဲဆိုပေမဲ့ပွဲဖွင့်ပွဲချိန်ကိုမရောက်ဖ ೇನೆ ဟဲရာတို့သွားတဲ့ချိန်ကတော့ညနေ4 နာရီလောက်ရှိပါပြီရှင်အဲ့ဒီပန်းချန်ရဲ့ဒီဘက်ဘေးမှာတော့ဆိုင်ငယ်ကားတွေအလို့ရတဲ့နေရာရှိပါရရှင်ဟဲရာတို့ကဆိုင်ငယ်လေးနဲ့သွားခဲ့ရဆိုတော့ဆိုင်ငယ်အခါကတော့3000ကျပ်ပေးရပါတယ်ရှင်အဲ့ဒီပန်းချန်ရဲ့ဟိုဘက်ဘေးဆိုင်ငယ်အပ်တဲ့နေရာမှာလဲပွဲစည်းတန်းလိုမျိုးဆိုင်လေးတွေနဲ့ရဟတ်တွေရောရှိရရှင်ဆိုင်ငယ်လေးအပ်ပြီဆိုတော့ဟဲရာတို့ကတော့ပန်းချန်မဲ့ကိုထွက်လာခဲ့ပါတယ်ဟဲရာတို့ရောက်တဲ့ချိန်မှာတော့လူတွေကတော်တော်စီနေပါပြီရှင်ဆက်ဆက်ရောက်သွားခြင်းတော့ဘောနော်လူတွေရှုပ်နေရနဲ့တိတ်ပြီးတော့မရိုက်ခင်လိုက်ရပါဘူးရှင်ပန်းလေးဆိုရင်လည်းဆက်ဆက်ဝင်ရဲ့ decoration ကပန်းတွေကတော့အတူတွေပါဒါပေမဲ့ဒီအထဲထဲမှာဆိုရင်တော့အစစ်ကလေးရှိပါတယ်အထဲမှာကတော့ဒီလိုကဖေးဆိုင်လှလှလေး tray ပြီးတော့အိတ်ကလေးရောင်းတဲ့ဆိုင်လေးရော souvenir ရောင်းတဲ့ဆိုင်ရှိမဲ့ပြီးရင်ကျတော့ Instagram port လေးပေါ့နော်ပုံလှလှရိုက်လို့ရတဲ့နေရာလေးလည်းအများကြီးတွေ့ခဲ့ပါတယ်ရှင်ဟဲရာသဘောကျမိတာလေးကကလောရဲ့ထင်ကြရနေရာတွေကို gallery လေးနဲ့ပြထားလေးပါရှင်ဒီအောင်နောက်ထပ်ဟဲရာသဘောကျတာလေးကဒီရေတကုံအတုလေးကနေရေးကြတဲ့တန်လေးကဟဲရာကိုအရင်ငိမ့်ချမ်းနေရလို့ခံစားရပါတယ်ရှင်ကြည့်ပါဦးဒီပန်းလေးလောက်ထားဘယ်တော့တော့မှငိမ့်ချမ်းပြီးတော့လှပနေလဲဆိုတော့ဒါပြီးရင်တော့တိခွားချံအောင်ခေါ်သွားပါမယ်ချန်နယ်မှာတော့တိခွပန်းလေးတွေကိုသူတို့မြန်မာနာမည်မြန်မာလိုမျိုးနာမည်ရေးထားလေးတွေ့ရဒါပေမဲ့ဟဲရာကတော့အင်္ဂလိပ်လိုမျိုးလေးရေးထားပို့ပြီးရောနီးလာတဲ့သူတွေအတွက်အဆင်ပြေမယ်လို့ထင်မိပါတယ်ရှင်ကဲတိခွချန်ပြီးရင်တော့ဟဲရာတို့မြန်မာ stage show လေးတစ်ချက်သွားကြည့်အောင်နော်အဲ့ချိန်မှာ coffee ဆိုင်လေးကလှလို့ပေါ့နော်ဟဲရာတို့ coffee တောင်းမယ်လို့ဆိုပြလိုက်ပါတယ်ကိုကတော့ coffee မှာဟာဆောက်နေရပါပြင်ပေါ်တက်ပါမယ်ဟဲရာတို့က strawberry matcha latte နဲ့ mango matcha latte နှစ်ခုကို19000ရှင်းခဲ့ရပါတယ် coffee ဆိုင်လေးရဲ့အပေါ်ရက်ကနေဆိုရင်ကျတော့ဒီ stage ကိုလည်းကောင်းကောင်းမြင်ရတယ်ပြီးတော့ queen တစ်ခုလုံးဒီကောင်းကောင်းမြင်ရတယ်ဒါလေးရတော့ဟဲရာသဘောကျလို့ပါတော့အဖိုက်ပြဖို့နေရရဲ့ဆက်လိတ်ကလေးပြဖို့နေရလေးတွေကိုတေချာစနစ်တကျလေးထားဖေးတာအရင်ချစ်ဖို့ကောင်းပါတယ်ရှင်ပွဲတဲ့ကိုရှောက်ကြည့်ပြီးတော့ဘိုက်ဆိုင်ရတဲ့တွေလည်းမပူပါနဲ့သူမှဆိုရင်ဒီမှာဟောကာလိုမျိုးစင်တာတီးလေးပေါ့နော်ဆိုင်လေးရှိရဲ့အမှဆိုရင် choice တွေလည်းအများကြီးပဲကိုကြာရရွေးပြီးစားသုံးလို့ရတယ်ဒီမှာဟာလာဆိုင်လေးလည်းရှိရဲ့ဟဲရာတော့ quitio စားခြင်းနဲ့တော့ quitio ဆိုင်လေးကိုဝင်ခဲ့လိုက်ပါတယ်ရှင်အဲ့တော့အဆိုင်မှာရတဲ့ပစ္စည်းလေးတွေနဲ့ဈေးနှုန်းလေးပေါ့အဲ့လိုမျိုးတိုင်းမထားနဲ့နော်ဒီရိုရာမရိုင်းပြီးဒါတော့ဟဲရာဒီရိုင်းပြီးခြင်းတော့ဟဲရာစုနေရပါဒီတခါတော့အားနဲ့မိမသားဟန်ဆောင်ပြီးရော့ဒါလေးလုပ်ပြီးဆိုပြီးခိုင်းလိုက်ပါတယ်မစားရတော့တပွဲကို9000နဲ့ချင်းစားခွေးတီယိုလေးဖြစ်ပါတယ်စားလို့တော်တော်လေးကောင်းပါတယ်တော့ဟဲရာနောက်တပွဲထပ်စားမှာဖြစ်ပါတယ်ခိုင်းမဝတယ်လို့ပါအရင်လည်းဆက်ကောင်းပါတယ်ညာဒီလိုအေးရနဲ့ချင်းချင်းဆက်ဆက်လေးနဲ့ဆိုတော့အရင်စင်ပြေပါတယ်နည်းနည်းလေးပြီးတော့ပွဲတော့တစ်ခါပြန်လျှောက်တော့ဒီမှာ library လေးတွေ့ရပေါ့နော်ဒါလေးကတော့အရင်ဟိုချစ်ဖို့ကောင်းတဲ့ library လေးပေါ့နော်အဲမှာစာအုပ်လေးတွေကတော့တိတ်မစုံဝင်မဲ့ဘယ်လိုပဲဖြစ်ဖြစ် library လေးရှိရတယ်ရောပဲ PD ဖြစ်ဖို့ကောင်းတယ်ပေါ့နော်အဲမှာခုံလေးတို့သူမပြထားတဲ့ဟာလေးအကုန်လုံးလေးကတက်တက်ရက်ကလေးနဲ့ဒီလိုမျိုးပေါ့နော် library ရှိမယ်လို့တော့ I really didn't expect thatရစာကြည့်ရတဲ့ဝင်ကြည့်ပြီးပြီဆိုတော့မပြတ်ညင်သေးရတာနဲ့မုတ်ထဝယ်စားမယ်လို့စဉ်းစားပြီးတော့ရေခဲမုံဆိုင်သွားလိုက်ပါတယ်ဒွေဒီလေးစားလိုက်ပါတယ်ရှင်ဒွေဒီရတာရေခဲမုံလေးအရင်စားကောင်းပါတယ်ရှင် overall experience လေးအဆင်ပြေပါတယ်ဒါပေမဲ့ hair အကြံပြုချင်တာပေါ့နော်အဖိုင်ပုံးလေးများများထားပြီးရင်ပို့ပြီးတော့အဆင်ပြေမယ်လို့တွေးမိရပေါ့နော်လူတွေအများကြီးလာတဲ့ချိန်မှာဒီအမိုက်တွေကအမိုက်ပုံးတစ်ခုနှစ်ခုလောက်နေဆိုရင်မလုံလောက်ဘူးပေါ့နော်သူတို့ကပြစ်ချင်တဲ့နေရာမှာပြစ်ချသွားမယ်ဆိုရင်ဒီလောက်ထားတဲ့အလှလေးတွေကအလကားဖြစ်သွားမှာပါနော်။ကျန်တဲ့ဟာလေးကိုအဆင်ပြေပါရဲ့ရှင်။တတား